X-File ဆိုတာသိပ္ပံပညာနဲ့မဖြေရှင်းနိုင်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေလျှို့ဝှက်ချက်တွေနဲ့ပြည့်နေနေတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ file တွေဖြစ်ပါတယ်။ဒီ file တွေကို American ဗဟိုထောက်လှမ်းရေး agency CIA ကစုဆောင်းထားတာဖြစ်ပြီးလူသိရှင်ကြားမထုတ်ဖော်ထားတဲ့အချက်လက်တွေလည်းပါဝင်ပါတယ်။ X-File တွေမှာပါဝင်တဲ့အကြောင်းအရာတွေက UFO တွေ၊ဂျိုသားတွေ၊စိတ်စွမ်းရည်ဆိုင်ရာဖြစ်ရပ်တွေလျှို့ဝှက်စစ်ပတ်ဆိုင်ရာနည်းပညာတွေလျှို့ဝှက်ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေစတဲ့ထူးဆန်းပြီးဗဟိလိဆန်တဲ့ဖြစ်ရပ်တွေအများကြီးပါဝင်ပါဒီ X-File တွေကို1980ခုနှစ်တွေကတည်းကစတင်စုဆောင်းခဲ့တာဖြစ်ပြီးအစပိုင်းမှာတော့ဒီ file တွေကိုလျှို့ဝှက်ထားခဲ့ပေမဲ့1990ခုနှစ်တွေမှာ American အစိုးရက file တွေထဲကအများစုကိုလူသိရှင်ကြားထုတ်ပြန်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီ file တွေကတချို့သောအကြောင်းအရာကိုတော့လုံခြုံရေးအရလျှို့ဝှက်ထားဆဲဖြစ်ပါတယ်ဒီ X-File ဆိုတာကဒါနာရီဆန်ဆန်စိတ်ကူးရင်စကြောင်းတသက်မဟုတ်ပဲ American ဆိုရရဲ့ထောက်လှမ်းရေးဖြစ်တဲ့ CIA မှာတကယ်ရှိခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုစုစည်းထားတဲ့ file ဖြစ်ပါတယ်ဒီ file ထဲမှာသိပ္ပံတိကျအကြောင်းအရာတွေအပြင်ထူးဆန်းတဲ့သဘာဝလုံးဆိုင်ရာအကြောင်းအရာတွေလည်းပါဝင်ပါတယ်